ကေထိုးနဲ့ရင်ဖြစ်ရရင်သူမရဲ့ကိုဝင်နောက်ဆုံးခြေနေကိုပြောလာတဲ့ပိုးကြောင့်တရုတ်ဆောင်မိမိလေးပိုးကြပြုခင်ကတော့စိတ်ဆင်းရဲစရာခြေနေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီမတိုင်ခင်မှာတော့အားလုံးကသိကြတဲ့အတိုင်းပိုးကြပြုခင်ကအမွာဘူးကိုဝင်ဆောင်ထားရတာကြောင့်ကိုပြောနေကြတာဖြစ်ခါကိုဝင်ကိုပထမအဆုံးအထရာဆောင်ရိုက်ကူရရတတိသားနှစ်ခုပုံစံဖြစ်ရတဲ့အတွက်အမွာဘူးရတယ်ဆိုပြီးတော့ပီကေထုံးနဲ့ပိုးကြပြုခင်တို့ဟာအတော်လေးကိုဝမ်းသာနေကြတာပါပီကေထုံးဆိုရင်အမွာဘူးကိုဝင်ဆောင်ထားတဲ့ဇနီးတဲ့အတွက်ဝမ်းသာလုံးလုံးသိန်းရချီကဂုံပြုတ်ပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ပိုးကြပြုခင်ဟာကိုဝင်ဆောင်ပြီးမှသွေးပြန်ဆင်းနေတယ်လို့အထရာဆောင်ရိုက်ကူရတတိသားနှစ်ခုမှာတစ်ခုပဲနှလုံးခုန်တဲ့အတွက်အမွာနှစ်ယောက်မှာတယောက်ကိုဆုံးရှုံးသွားတော့မလားဆိုပြီးစိတ်ပူခဲ့ရတာပါဒါကြောင့်လည်းပီကေထုံးနဲ့ပိုးကြပြုခင်တို့ကအကြီးအကျယ်စကားများကြတာပါဒါလည်းပီကေထွန်းရောပိုးကြပြုခင်မှာသားသမီးစောချောင်းကိုဆုံးရမှာဖြစ်ပါတယ်ထို့ပြင်တော့ပိုးကြပြုခင်ရဲ့ဘိုက်ထဲကရင်းသွေးလေးကိုအကိုထွန်းရောပိုးကြမှာကျမ်းမာစီခြင်းကြတာဖြစ်ပါတယ်ခုနောက်ဆုံးအထရာဆောင်ရိုက်ကူကြရတော့ပိုးကြပြုခင်ရဲ့ဘိုက်ထဲမှာမှားဘူးရင်းသွေးလေးမဟုတ်ဘဲကလေးတယောက်ထဲသာရှိနေလို့သိရတာပါဒါပေမဲ့လည်းဆိုပါကလေးလေးဟာကျမ်းမာရေးကောင်းနေတာမို့လို့မေမေပိုးကြပြုခင်ခင်ဗျာအခုမှပဲစိတ်ချမ်းသာသွားရတာပဲဖြစ်ပါတယ်